လေးမှာဆိုတော့ချောင်းကေဝက်လောက်ပြီးကိုပြောပြမှာဖြစ်ပါတယ်တို့ဗီဒီယိုမတင်တော့ရှာလို့ရှိ sorry ပါအားလုံးပါတို့ဗီဒီယိုဒီရလေးကအဲ့လေးပေါ့အဲ့လေးပေါ့အဲ့ဝစ်စုံလေးလိုက်ဒီလိုရလို့ရှိရင်အောက်ကိုဒီမှာဖလိုတူကနေရဖလိုကအမဲအောင်လေးပဲဒီရောက်ဒီအမဲအောင်လေးဆိုတာ sorry hairstyle ကကြတော့ဘယ်ဟာလဲဆိုတော့20ကပဲအဲ့ဒါကို20ကအဲ့ဒါလေးပြီးရင်သူ့အနေအောင်ဆိုးလိုက်ပြေရဂိမ်းနဲ့သွားမယ်တို့ဂိမ်းနဲ့ရောက်မှပြန်တွေးမယ်တို့ဂိမ်းနဲ့စရောက်ပြီဆိုလို့ရှိရင်အဲ့ဟိုဒီမှာခဲပြောင်းပြီးလို့ရှိရင်အဲ့ဟိုဘက်ဆောင်လေးရမှာအကောင်ကြီးရဲ့ဘက်ဆောင်ခဏလေးကိုပြမယ်ခဏလေးကောင်ကြီးတဲ့ဘက်ဆောင်ပြပါအပေါ်မနေကြဘယ်ရောက်သွားတာတော့သူ့ကြမှာလာပြအောင်အဲ့ဒီမှာအဲ့ဝစ်ဆောင်လေးပြအဲ့ဝစ်ဆောင်လေးကိုပြဘလို့တော့အဲ့ကဝစ်ဆောင်ဝစ်ပြီးရင်အကောင်ကြီးတဲ့လက်တာလေးကိုအဲ့ဆိုအကောင်ကြီးသွားပြီဟိုအကောင်ပွင့်ပြန်သေးဟိုကောင်ချီရအောင်အဲ့ကောင်ကိုချီရအောင်မှာသူ့sorry သူ့အရင်ဆုံးချီလိုက်ဗျာချီလက်တာနဲ့လိုက်အဲ့ဆိုအကောင်ကြီးသွားတယ်ကြာရင်စမောပြန်လုပ်မယ်ပုံမှန်အနေထားဖြင့်ကိုသူ့အဲ့လိုချလိုက်ကြာလို့ရှိရင်ခဲရသူ့အိမ်ပြန်ဝိုင်းပြန်ပြဝိုင်းအဲ့မီနိုးတဲ့တော့အဲ့ပြအောင် ပြီးကြလို့ရှိရင်အဲ့ဒီအဲ့ထဲကိုမြည်လို့ရှိရင်ဒီမှာအဲ့မှားလို့တရားတော့ဟုတ်ပါကျွန်တော် good အေးပါကျွန်တော်ဒီထဲမှာတွားပဲသေးရတယ်ဆေးရောက် character အဲ့ဒီမှာအကောင်သေးလိုက်ပြန်ရင်တော့ဆိုတော့အကောင်လုံးဝသေးလိုက်โอเคအဲ့လိုလုံးဝသေးလိုက်တေးပြီးလို့ဘာပုံမှန်အနေထားပြင်ရပါပြီချောင်းမှာချောင်းကြီးကအိုးတည်းလားရှေ့မြင်လားအိုးကျဲကျန်းသွားပါပြီ bro ကျန်းလား bro ကျန်းလိုက်မင်းငေါပါလို့ရှိရင်တော့လာတယ်ကောင်လာမကြိုက်တဲ့ကောင်လားနေရပါလို့ရှိရင်ခွန်လည်းမြင်တွေ့ bro ဒီမှာကြည့်အောင်တွေးကိုတိတ်လို့လာပေအောင်လာပါလေ bro ကျွန်တော်ပြင်နေတာလည်းကြာပြီကျွန်တော်အားလို့ပါ bro ပြရ bro ကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်ချောင်းအောင်ဖြစ်တယ်ချောင်းကေဝါလောက်တဲ့ရဖြစ်ပါတယ်ဒီဗီဒီယိုလေးကြိုင် like and subscribe လေးလုပ်ပေးကြပါနောက်ဝီမပြန်လဲဆုံးတွေ့ကြရအားလုံးပဲ